အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရန်ကောင်းမွန်တဲ့ဒီစီတစ်မျိုးကိုကျွန်တော်ကအရှင်းပြပေးမှာဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့တန်လွင်စီလို့ခေါ်တဲ့virgin olive oil လို့ခေါ်တယ်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကပေးအောင်အဓိကဥစားပေးပြောမလဲဆိုတော့ extra virgin olive oil ကိုဥစားပေးပြောမှာဖြစ်ပါတယ်အဲ့လိုဆိုတော့တန်လွင်စီကဘယ်ရလဲဆိုတော့မိတ်ဆွေတို့ဒီဗီဒီယိုဖြစ်မှာပါတန်လွင်သီးတွေကနေရတာဖြစ်တယ်တန်လွင်စီးတွေကိုကျွန်တော်တို့ရေသိမ်းပြီးတော့သူတို့ကိုတန်ရှင်းလုပ်တယ်တန်ရှင်းပိုးမွားတွေကတ်တင်တာတွေကိုတန်ရှင်းလုပ်ပြီးတော့အညစ်အကြေးတန်ရှင်းလုပ်ပြီးတော့သူက press လုပ်ရပါတယ်အဲ့ဒါကိုကျွန်တော်တို့ cold press လို့ခေါ်ပါတယ် cold press ဆိုတာကမိတ်ဆွေထင်လို့ဟိုလိုမျိုးလုံးဝရေခဲတောက်နေတဲ့ထဲမှာ press လုပ်တာမဟုတ်ပါဘူး27 degree celsius ဟိုလောက်နဲ့ press လုပ်ပြီးတော့ဖိပြီးတော့အဲ့မှာအဆီတွေရောဒီအသီးတွေရောအဆီတွေရောအခောက်တွေရောကိုညှစ်ပြီးတော့ထွက်လာတဲ့အဆီကိုကျွန်တော်တို့ကတန်လွင်စီလို့ခေါ်ပါတယ်အဲ့ဆိုတန်လွင်စီထွက်လာတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးခွဲလို့ရလဲဆိုတော့ refined olive oil လို့ခွဲလို့ရတယ် virgin olive oil လို့ခွဲလို့ရတယ် extra virgin olive oil လို့ခွဲလို့ရတယ်အလွယ်တကူပြောမယ်ဆို extra virgin olive oil ဒီအတန်းရှင်းဆုံးဟို very pure ဖြစ်တဲ့ olive oil လို့ပြောလို့ရပါတယ် extra virgin olive oil အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီကောင်တွေကဘာပဲကွာသွားလဲဆိုတော့သူတို့မှာပါတဲ့ pH level တွေ acidity တွေပဲကွာသွားတာဖြစ်ပါတယ်အဲ့ refine နဲ့ virgin olive oil ရဲ့ extra virgin olive oil သူတို့ရဲ့ pH ကွာသွားပြီးတော့ quality အပြင်က extra virgin olive oil ကပိုကောင်းသွားပါတယ်အဲ့လိုဆိုတော့မိတ်ဆွေတို့အများစုမေးချင်တဲ့မေးခွန်းတစ်ခုကတရက်ကိုဘယ်လောက်ထိစားသုံးလို့တောက်သုံးလို့ရလဲဆိုရင်ကျွန်တော်တို့ကမိမိရဲ့ဆရာဝန်ညွှန်ကြားချက်ရှိရင်လည်းဆရာဝန်ညွှန်ကြားချက်တိုင်းတောက်လို့ရတယ်အဲ့လိုမဟုတ်ရင်တရက်ကိုတစ်စွန်းကနေလက်ဖေးရည်စွန်းတစ်စွန်းကနေ၄စွန်းအထိစိတ်ချစွာတောက်လို့ရပါတယ်အဲ့ထက်ပိုရင်ကြတော့သူကဟိုကျွန်တော်တို့ရဲ့ဒီမှာသူ့မှာပါတဲ့ calorie ကသစီဖြစ်တဲ့ calorie က dense ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလိုရာထက်ပိုပြီးတောက်เสียမလိုပါဘူးခန္ဓာကိုယ် daily caloric requirement ထက်ပိုသွားရင်လည်းမသင့်တော်တဲ့အတွက်ကြောင့်ဘာလို့ဆိုတော့တခြားစားတောက်တွေစားအောင်မှာဆိုတော့ C တစ်ခုရဲနဲ့ကျွန်တော်တို့ကဟို calorie များသွားမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုဆိုတော့သူကတစ်စုံမှာရင် calorie က120လောက်ထိပါတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုဆိုတော့ဘယ်လိုမျိုးစားသုံးလို့ရလဲဆိုတော့ဟိုတချို့ olive oil တွေကြတော့ကျွန်တော်တို့ကဟင်းချက်ဖို့အတွက် cooking အတွက်ကိုသူတို့ရဲ့ဒီ smoke point မြင့်တဲ့ဟာတွေဆိုကျွန်တော်တို့က cooking အတွက်သုံးလို့ရတယ်တချို့ဟာကြတော့ cooking အတွက်သုံးလို့မရတဲ့ဟာကြတော့ကျွန်တော်တို့ဒီတိုင်းတောက်ဖို့အတွက်သုံးလို့ရတယ်မဟုတ်ရင် salad dressing တွေအနေနဲ့သုံးလို့ရပါတယ်အဲ့လိုဒီအတုပ်တွေပေါ့အရွက်တုပ်တွေမှာထည့်ပြီးတော့သုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ကျန်းမာရေးနေညညအောင်ကျွန်တော်ဆိုရင်အခုဆိုရင်ဟိုတလားနီးပါးလောက်တော့ကျွန်တော်ဘာလုပ်နေလဲဆိုတော့မနေ့ဆိုရင်ဒီ extra virgin olive oil ရဲ့apple cider vinegar ပန်းသီးရှာလကရဲ့နှစ်ခုရောပြီးတော့မနေ့ဆိုလက်ဖေးစွန်းတစ်စွန်းတောက်ပါတယ်ကျွန်တော်အတွက်အရန်လန်ဆန်းပြီးတော့ခန္ဓာကိုယ်အတွက်အရန် detoxification အစိတ်တောက်ထုတ်စေတဲ့အားနည်းတဲ့ရှိရတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒါလေးကိုလုပ်ပါတယ်အဲ့ဒါလေးမိတ်ဆွေတို့လည်းနောက်တစ်ခါကျရင်ဗီဒီယိုလေးနဲ့ sharing လုပ်ပေးပါမယ်အဲ့လိုမျိုးကျွန်တော် apple cider vinegar တို့တန်ပီယိုသီးတို့ပါတော့ ਨੇ ရောပြီးတော့တောက်လဲရပါတယ်အဲ့လိုဆိုတော့ဟင်းချက်တဲ့ဒီ olive oil ဒီမှာဆိုသူရဲ့ smoke point ကဘယ်လောက်ရှိလဲဆို385 degree လောက်ရှိပါတယ်သူရဲ့ smoke point ကနော်အဲ့လိုဆိုတော့သူ့မှာပါတဲ့အစီကကျွန်တော်တို့ကျန်းမာရေးနဲ့အရန်ညီညွတ်ပါတယ်ဘာအစီမျိုးစားလဲဆိုတော့ monounsaturated fat လို့ခေါ်တဲ့ဟိုကောင်းမွန်တဲ့ healthy ဖြစ်တဲ့အစီဖြစ်ပါတယ်အဲ့လိုဆိုတော့အဓိကကျွန်တော်တို့ဒီကျွန်တော်တို့ဒီတန်လွင်စီမှာအဓိကကျန်းမာစေတာဘာကြောင့်လဲဆိုတော့သူ့မှာပါတဲ့ oleic acid ပေါ့အဲ့ဒါတွေကြောင့်မလို့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ကိုကျန်းမာစေရပါဘာကြောင့်လဲဆိုတော့အဲ့ဒီအဆီဒီကျွန်တော်သွေးထဲမှာရှိမကောင်းတဲ့အဆီလို့ခေါ်တဲ့ LDL ပေါ့နော် low density lipoprotein ကိုသူခန္ဓာကိုယ်ရဲ့ကနေအသေးကနေတဆင့်ရှင်းထုတ်ပြီးတော့ကောင်းတဲ့အဆီတွေကိုထိန်းထားပေးတာကောင်းတဲ့အဆီဆိုတာ HDL ပေါ့နော်အဲ့ဒါတွေကိုခန္ဓာကိုယ်မှာထိန်းထားပေးတဲ့ function ကိုအဓိကလုပ်ပေးပြီးတော့ဒီလိုနည်းအပြင်ကျွန်တော်တို့ခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီတွေမကောင်းတဲ့အဆီတွေကိုဆွန့်ထုတ်ပေးပါတယ်ပြီးတော့သူကအလွယ်တကူဓာတ်ပြုတ်လေတယ် oxidize ဖြစ်လေတဲ့အတွက်ကြောင့်ကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့ဒီတန်လွင်စီတွေကိုဗမာတွေ့ရတယ်လဲဆိုပလင်းအမဲရောင်နေတဲ့မှာတွေ့ရတတ်ပါတယ်မိတ်ဆွေတခြားကြည့်ရင်သိတာပါတယ်ကျွန်တော်တန်လွင်စီဝယ်လာပြီဆိုပလင်းတော်တော်များများကအမဲရောင်သို့မဟုတ်အစိမ်းရင်ရောင် color မျိုးတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဘာအတွက်ကောင်းသေးလဲဆိုတော့မိတ်ဆွေရတကယ်လို့အဲ့လိုပလင်းမျိုးမရှိပဲသူများရှိတာတီးတန့်ခွဲဝယ်ရတယ်ဆိုရင်တော့ပလင်းအကြည့်အောင်ကိုဟိုဗီဒီယိုထဲမှာထည့်ထားတာမျိုးတို့အမောင်ထဲမှာထည့်ထားဖို့လိုအပ်ပါတယ်သူကအလင်းအောင်နဲ့တွေ့ရဆိုရင်ဒက်ပြူလွယ်တဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကခန္ဓာကိုယ်ရင်မကဘူးကျွန်တော်တို့အုံနောက်ဖွံ့ဖြိုးဖို့အတွက်လည်းကောင်းပါတယ်ဘာကြောင့်လဲဆိုအုံနောက်မှာပါတဲ့ဒီ neurons ကိုကာထားတဲ့ acid membrane တွေအတွက်ပါ
ကျန်းခိုင်စေတဲ့အတွက်ကြောင့်မလို့အုံနောက်ကျန်းမာရေးအတွက်လည်းတန်လွင်စီကအလွန်အကျိုးရှိပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ရောင်ရမ်းစေတဲ့ဓာတ်တွေကိုရှော့ချပေးတဲ့ function ကိုလည်းလုပ်တဲ့အတွက်ကြောင့်ကင်ဆာတွေခန္ဓာကိုယ်မှာရှိတဲ့နာတာရှည်ယောဂါတွေကိုပျောက်ကင်းနိုင်ပြီးတော့တာမန်ထက်အရန်ဆိုးတာထက်မဆိုးတော့အောင်ထိန်းထားပေးနိုင်တဲ့ function လည်းရှိပါတယ်ဒါကကျတော့ inflammation ကိုရှော့ချပေးတဲ့ function ဖြစ်ပါတယ်နောက်တစ်ခါကျတော့သူ့မှာ antioxidant property ရှိပါတယ်ခန္ဓာကိုယ်မှာရှိတဲ့ free radical လို့ခေါ်တဲ့ကင်ဆာဖြစ်စေတဲ့မကောင်းတာဖြစ်စေတဲ့ဓာတ်တွေအကုန်လုံးကိုသူကတိုက်ထုတ်ပေးပြီးတော့ရှင်းထုတ်ပေးခြင်းအပြင်ကျွန်တော်တို့အသက်ရှည်ရှည်နဲ့ကင်ဆာယောဂါကင်းဝေးပြီးတော့နေထိုင်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့သူဒီခန္ဓာကိုယ်မှာရှိတဲ့ဒီစီးချိုပေါ့နော် blood sugar control ပိုကောင်းသွားအောင်လုပ်ပေးတဲ့ function ရှိတဲ့အတွက်ကြောင့်စီးချိုသမားတွေအတွက်လည်းအရန်ကိုအသုံးဝင်တဲ့ဓာတ်စာလို့ပြောရင်လည်းမမှားပါဘူးခန္ဓာကိုယ်မှာ blood sugar control ရမှာပဲမိတ်ဆွေရဲ့စီးချိုက control ရမယ်ဒါမှပဲကိုကအနာရောဂါတွေဒီအနာဖြစ်လွယ်တာတွေဘာတွေမဖြစ်တော့ဘဲနဲ့ကျဲမာနေလို့ရအောင်ဖြစ်ပါတယ်အဲ့လိုဆိုတော့ဟုတ်ပါတယ်မိတ်ဆွေပြောတာမှန်ပါတယ်တန်တွင်စီကဈေးကြီးတယ်ဒါပေမဲ့ကိုကတပလင်းလောက်ဆောင်ထားပြီးတော့ကိုကတနေ့တစုံစားရတော့၎င်းအသက်အရွယ်တုပ်ထဲမှာစားရတော့၎င်းဆိုမိတ်ဆွေအနည်းဆုံးတော့ကျွန်တော်ခံမှန်းကြည့်တော့2လခွဲလောက်တော့မိတ်ဆွေတယောက်တည်းစားတော့မယ်ဆိုရင်2လခွဲလောက်ထိသုံးလို့ရတယ်အဲ့လိုဆိုတပလင်းတော့ကျွန်တော်ခံမှန်းတာတော့3သိန်းခွဲလောက်တော့ရှိမယ်လို့ထင်ပါတယ်အဲ့ထက်လည်းဈေးကြီးရရှိနိုင်လို့ဈေးသက်သာလည်းရှိကောင်းရှိနိုင်မယ်ဒါပေမဲ့မိတ်ဆွေကတော့အယူသေးကောင်းတဲ့ဟာလေးကိုရှာဖွေပြီးတော့မိမိကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံဖို့အတွက်ကျွန်တော်တိုက်တွန်းနေပါတယ်အဲ့လိုဆိုတော့တခြားမေးချင်တာရှိရင်မေးခွန်းရှိရင်လည်း comment မှာမေးလို့ရပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးများတင်ပါတယ်